Hello guys, Louis ပါဒီနေ့တော့ကျွန်တော်ခုခေတ်ငယ်သားမှာရေပန်းစားနေတဲ့ Drifting Gacha Try ကြည့်ဖို့ကြည့်မနိုင်ညာစီကိုရောက်နေပါတယ်ဒီမှာလူငယ်လဲလာများသလိုအထည်လဲရေးလို့ကောင်းတာမလို့ဘာတွေရှိမလဲကျွန်တော်တို့လိုက်ကြည့်ပေးကြပါဦးခင်ဗျဒီမှာကနေရဘူးနေသေးရဆိုတော့ပေါ်ရမှာရင်ဆုံးရေးပါမယ်အပေါ်မှာကရင်ငွေလေးဖန်ပေးထားမလို့မပူတော့ဆိုတော့အေးဆေးဆေးရေးလို့ရတယ်ခိုးကြီးဒီကြီးနဲ့ဒီဆိုင်မှာကြိုက်တဲ့ယူ3500ဆိုလို့ဝင်မွေလိုက်တာမစိုးဗျတော့ကောင်းတဲ့ထည်တွေရတယ်နောက်ကနှစ်ထည်ကတော့တိတ်အဆင်မပြေလို့ရှေ့ရတစ်ထည်ပဲယူခဲ့လိုက်ဒီဂျင်မွဲလေးဆိုလဲအနာစာမရှိဘူးပြင်မှာဆိုရင်ဂျင်မွဲရဲ့ဈေးကြီးရလေဒါက9000နဲ့ရခဲ့ရဆိုတော့တန်တယ်ဒီမှာကမင်းကလေးဝတ်တွေလည်းတော်ဆုံးနေဗျာစိတ်ရှိရှိနဲ့ရေးနိုင်တော့လမ်းနေအများကြီးရနိုင်ပြီးရင်တော့ဟိုဘက်ချောင်းသွားပါမယ်ဒီဘက်ချမ်းမှာကတော့ထဲတွေပိုတက်ရင်မိုက်တယ်ဒါပေမဲ့ဈေးတော့များတယ်ဒီထဲလေးလည်းကြိုက်တယ်ဒါပေမဲ့ဈေးနည်းနည်းများတော့မဝယ်တော့ပါဘူးအဂျင်းစီဆိုလဲဒီဇိုင်းတွေတော်တော်လန်းတယ်ရွေးနိုင်တော့ share ပဲပြီးတော့ဟို night ဒီ night ဟိုရွေးဒီရွေးနဲ့ညောင်းလာပြီဆိုတော့ခဏထိုင်ပါမယ်စတော့အကဈေးထဲမှာမဟုတ်ပတ်စားမလို့ပဲဒီနေ့ကလကွယ်နေဆိုတော့ဈေးကပိတ်တယ်အဲ့ဒါနဲ့ဟိုဘက်လမ်းနဲ့ပဲကူးခဲ့လိုက်တော့တယ်ဒီလမ်းတော့မျက်စိကားနေရပဲဆိုင်နေရလူပြည့်ပြီးတော့ထိုင်စားနေရတော့မရှိဘူး side wide ဆိုတော့ကနဘတ်အတန်းတွေကိုသွားကြည့်ပါမယ်ဒီပုံလေးဆို1000-1500ဆိုတော့တန်မှတန်မယ်အုတ်ထုတ်လေးဆိုလဲတော်တော်ဆုံးတယ်ဈေးလဲတန်တယ်ဒီဘက်ချမ်းမှာလည်းထဲထွက်ဝယ်ခဲ့ပါသေးရဲ့ကဲအခုဆိုရင်အိတ်လဲပြေးသွားပြီဆိုတော့အိမ်ပြန်มาတော့မယ်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျတတာ